လူတိုင်းဟာနှစ်တစ်နှစ်ကုန်ကန်နေတဲ့အချိန်မှာလာမယ့်နှစ်ကြရင်ကိုလှုပ်ချင်တဲ့ရည်ရွယ်ချက်တွေရည်မှန်းချက်တွေအိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့အတွက်ကိုယ့်ရဲ့ဗလာစာအုပ်ထဲမှာရေးမှတ်လေးရှိကြပါတယ်2025ခုနှစ်မှာကျွန်တော်လုပ်မဲ့အကြောင်းအရာ9ခုကိုဒီဗလာစာအုပ်လေးထဲမှာရေးမှတ်ထားခဲ့ပါတယ်ဒီဗလာစာအုပ်ထဲမှာလုပ်မဲ့အကြောင်းအရာ9ခုလုံးကိုကျွန်တော်2025ခုနှစ်မှာလုပ်နိုင်ခဲ့ပါတယ်ဗလာစာအုပ်ထဲမှာရေးမှတ်ထားတဲ့အပြည့်အမူအမူအကျင့်လေးရာကောင်းမွန်တဲ့အလေးအကျင့်တစ်ခုဖြစ်တယ်လို့ကိုလုံနိုင်ခဲ့သလားမလုံနိုင်ခဲ့သလားဆိုတာကိုလည်းပြန်လဲကြည့်ရှုလို့ရပါတယ်နံပါတ်1တိုရိုတာကားတစ်စီးကို0မိုင်လေးကိုဝယ်ယူနိုင်ခဲ့တယ်ဈေးနှုန်းကတော့ US ဒေါ်လာ58,000ဖြစ်ပါတယ်အရေးကြစနစ်နဲ့ပေါ့နံပါတ်2ကျွန်တော်ဘဝမှာအသက်44နှစ်အရွယ်ကြာမှ TV တစ်လုံးကိုဝယ်ယူနိုင်ခဲ့တယ် TV ရဲ့အမျိုးအစားကတော့ QLED 85လက်မှာဖြစ်ပါတယ်ဈေးနှုန်းကတော့ US ဒေါ်လာ3,900ပေးရပါတယ်ကျွန်တော်မိန်းမနဲ့ကျွန်တော်သားလေးကြည့်ဖို့အတွက်ပေါ့နံပါတ်3 2025ခုနှစ်မှာ social platform တွေကနေငွေတစ်ခုရှာမယ်လို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်ယခုအခါ social platform တွေကနေကျွန်တော်ငွေတစ်ခုရရှိနေပါပြီကိုလုံးမဲ့ရည်ရွယ်ချက်တွေရည်မှန်းချက်တွေအိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်ဖို့ဆိုရင်ကိုယ့်ရဲ့စွန့်လွတ်ရမယ့်အပိုင်းတွေလည်းရှိပါတယ်ကျွန်တော်မိတ်ဆွေအပေါင်းအသင်းတွေကနေသူတို့ရဲ့မွေးနေ့လုပ်တဲ့အချိန်ဖြစ်စေသူတို့ပါတီလုပ်နေတဲ့အချိန်ဖြစ်စေသူတို့တွေရဲ့ anniversary နှစ်ပတ်လည်လုပ်တဲ့အချိန်မျိုးတွင်ဖြစ်စေကျွန်တော်ကိုဖုန်းဆက်ပြီးဖိတ်လေးရှိပါတယ်ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ချစ်ပေမဲ့သတိရပေမဲ့ကျွန်တော်အကြောင်းမျိုးပြပြီးငင်းပယ်လေးရှိပါတယ်ကျွန်တော်ရဲ့ရည်ရွယ်ချက်တွေရည်မှန်းချက်တွေအိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့ကျွန်တော်စွန့်လို့ရတဲ့အပိုင်းတွေဖြစ်ပါတယ်လူတိုင်းမှာရှုံးနေနေတဲ့အချိန်လဲကျနေတဲ့အချိန်ဆိုတာရှိတယ်ဒါကြီးကိုလုံးမဲ့အကြောင်းအရာတွေအားလုံးကိုမလုံနိုင်ခဲ့ရင်တော့တစ်ခုဖြစ်စေနှစ်ခုဖြစ်စေကိုလုံနိုင်သလားလုံဖို့ပဲလိုတယ်ဒါကြီးမေးရက်မနေနဲ့မေးရလိုက်တဲ့နေ့ဟာမင်းကြံခဲ့မှာပဲ2025ခုနှစ်ကုန်ဖို့ရပိုင်းဝဲလိုတော့တဲ့အချိန်မှာလူတော်တော်များများက2026ခုနှစ်မှာကိုလုံးမဲ့ရည်ရွယ်ချက်တွေရည်မှန်းချက်တွေအိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့ချရေးနေချိန်မှာဒါကြီးမင်းဟာ2024ခုနှစ်ကရေးမှတ်ထားတဲ့စာအုပ်ကိုလှည့်မကြည့်တော့ပဲစိတ်ညစ်လို့ဆိုပြီးမလုံနိုင်လို့ဆိုပြီးအရက်ဆိုင်တွေပဲသွားနိုင်မယ်ဆိုရင်တော့မင်းရဲ့ဘဝဟာအရက်သမားဖြစ်သွားလိမ့်မယ်ဘယ်သူပဲဖြစ်ဖြစ်လှုပ်တဲ့သူနဲ့မလှုပ်တဲ့သူဟာကွာခြားသွားမှာပဲကျွန်တော်ကတော့ထုံးမင်းနိုင်ဖြစ်ပါတယ်အားဆန်